မင်္ဂလာပါကျွန်တော်အောင်ကိုလက်ပါဦးလက်ပါဒီ Edison မြန်မာအတွက်ကြော်ညာသချင်းလေးလုပ်ဖို့အတွက်ကိုကျွန်တော်တားလို့ချေရတယ်ကောင်းဆက်နိုင်ရနေပြီးတော့ဖုန်းနဲ့ကျွန်တော် contact လုပ်ပါတယ်အဲ့ရှင်စပြီးတော့ကျွန်တော်သူ့စီမှာမေးတာပေါ့နော် Edison အကြောင်းနဲ့ Edison ရဲ့ဒီ quality level စီကုန်ကြည့်ပြီးစဉ်းစားပြီးတော့မှဒီ cycle စီးကြတဲ့ညီကောင်မောင်နှမတွေပေါ့မြန်မာပြည်အနှံ့ပေါ့အဲ့ရှင်မှာချစ်သူတွေစီးတယ်နောက်ပြီးခီးသွားဖို့အတွက်စီးတယ်ကျောင်းသွားရုံးသွားပေါ့နော်အကုန်လုံးနေတူဘွားအတွက်စီးနေတဲ့အတွက်ကိုဒီစီးတဲ့လူတွေရဲ့ feeling ကိုလိုက်ဖက်အောင်ကြိုက်အောင်ဆိုပြီးတော့တချင်းလေးတစ်ပုဒ်ကိုကျွန်တော်စဉ်းစားလိုက်ပါတယ်အားနဲ့ပဲဒီ Edison မြန်မာတချင်းလေးကိုဒီနေ့ twin ဖြစ်တာပေါ့နော်ကိုလာပါလို့လဲကိုလာရတဲ့လေးနဲ့ကျွန်တော် ready ဟို machine ring shot လို့ဟုတ်အားလေးချက်ပဲခဲ့တယ်အားလေး shot တယ်ဒီကားလေးချက်ချက်တယ် shot တယ်ပြတ်တယ်တချင်းလေးကိုစာသားလေးကိုစဉ်းစားရင်းနဲ့တဖြည်းဖြည်းနဲ့စဉ်းစားမိတာတော့ဒီတချင်းပုံစံဘယ်လိုသွားမလဲပေါ့အဲ့တော့တချင်းကတော့ bounce ရမယ်စလုံးကပြတ်သားရမယ်နောက်ထိရအောင်မယ်ပေါ့နော်အဲ့တော့အဲ့လိုစဉ်းစားတဲ့အချိန်မှာကျွန်တော် beat တွေရဲ့ rhymes တွေနဲ့ like ကြိုက်လိုက်တဲ့အချိန်မှာအကြိုက်ဆုံးကတော့ reggae ဖြစ်မှာပေါ့နော် reggae music ပေါ့ချာအဲ့လိုပေါ့နော် reggae beat ပေါ့ bounce ရမှာပေါ့အဲ့ reggae beat ထဲမှာထည့်လို့ရတဲ့စာသားကိုစဉ်းစားလိုက်တဲ့အချိန်မှာမိုးလင်းတွေကမင်းငါနဲ့ရှိနေခဲ့တယ်ပေါ့နော်။ကျောင်းသွားရုံသွားနော်။ဘယ်သွားဈေးသွားမင်းငါနဲ့ရှိနေတယ်။အဲ့တော့ယုံကြည်တာမင်းပဲမင်းက Edison မဟုတ်လို့လမ်းကြောတွေလမ်းကျန်းတွေကြိုက်လို့စီးနော်ဘာဖြစ်လို့လဲ you are Edison ဖြစ်နေလို့နော်အဲ့တိုင်းပဲအတန်မာဆုံးလေးဖြစ်တယ်ဒီဇိုင်းကလည်းအမျိုးမျိုးစမ်းကြည့်တဲ့အတွက်မိုက်တယ် you are Edison ပဲနော်အဲ့နည်းပညာကလည်းအစစ်မြင့်တဲ့ဒါကြောင့်မင်းစိတ်ချပါစီးတဲ့လူမောင်းနေတဲ့လူတွေစိတ်ချပါဘူးเนาะအဲ့တော့ဒီဒိုးအရန်ချစ်တဲ့ cycle လေး old cycle လေး Edison ပေါ့เนาะအစီသားလေးတက်တာတယ်เนาะဆက်တန်ကလည်းညက်နေတယ်အဲ့ဒီအချိန်မှာချစ်သူကလည်းနောက်ကဖက်ထားတယ်ပေါ့เนาะအဲ့တော့ Edison ပေါ့ပြောချင်တာဘဲသွားမင်းနဲ့မှစိတ်ချတယ်ဒိုးဘွားရဲ့ခီးစဉ်များမှာ Edison ပါနေတယ်ပေါ့เนาะဒါပေမဲ့အဲ့ဒီအချိန်မှာကျွန်တော်တို့ကမြန်မာဟန်လေးတစ်ခုထည့်ထားတာပေါ့เนาะမြန်မာဆိုင်းဝိုင်းဆန်ဟန်လေးနဲ့intro လောက်ထားပြီးတော့မှကျွန်တော်တို့ကဒီမှာလာပြီးတစ်ခါတည်းတန်းပြီးတော့ reggae ကိုတန်းချိတ်တာပါเนาะဒီအရှိက8 bars က8 bar လောက်ကကျွန်တော်ဆိုင်းစကန်လေးတီးထားတာပါเนาะရွာသားတွေရဲ့ဆိုင်းစကန်လေးတီးပြီးတော့ reggae ကိုပြန်ချိတ်တာလာနှုတ်နဲ့ပြန်ကဲအောင်လုပ်ထားတာပါเนาะစိတ်ဝင်စားမယ်လို့ထင်ပါတယ်ကျောင်းသွားရုံသွားဈေးသွားတို့တူပဲယုံကြည်တာဟာမင်းက Edison ပဲဒီနေ့ကျွန်တော်တို့ဒီသချင်းလေးကိုရန်ကုန်မှာတွင်းပစ်တယ်စတူဒီယိုနာမည်ကတော့ A Life နော် A Life ဆိုတဲ့စတူဒီယိုလေးပိုင်ရှင်ကတော့စောလာကပေါ်ဖြစ်ပါတယ်သူကတော့ Amigo Band ရဲ့ lead guitarist ပေါ့နော်Amigo Band ကတော့နေတဲ့မိုးတို့ဒီလိုမျိုးအားလုံးစုစည်းထားတဲ့ band လေးပေါ့အဲ့ band မှာကျွန်တော်တို့အတူတူတီးပစ်တယ်ပေါ့ sound engineer နဲ့ track down engineer တွေကလည်းလိုအပ်တယ်လို့ timing guide ကိုဖြတ်တောက်နိုင်တယ်နောက် harmony ကတော့နှစ်ပြန်ကြမှာတွင်းမှာပေါ့နော် harmony လာတွင်းမယ်ဒီနေ့အကုန်လုံး music တွေအကုန်ပြီးသွားပြီပြီးတော့ကျွန်တော်အဆိုလည်းပြီးသွားပြီပေါ့နော်ဆိုတာလည်းကျွန်တော်ရွေးထားတယ်တင်တော့ပါseason ကြိုက်တယ်လို့စီအတမ်းမဆုံးတဲ့ design ဆန်လေးတွေပဲကြော်ညာတွေမှာတချင်းလိုပါတယ်ကြော်ညာတွေမှာ background တချင်းလိုတယ်တချို့ကျတော့ပါဇက်ပေါက်လိုက်ပြီးတော့လှုပ်တယ် playback ခံနဲ့တရုပ်ဆောင်ကြတော့ဒါတွေလည်းမြင်မှုပါလိမ့်မယ်ဒါပေမဲ့တချို့ကျတော့ဇလန်းတက်သွားနေတယ်တချင်းတက်သွားနေတယ်ပေါ့နော် background တချင်းပေါ့တချို့ကျတော့ဘာမှမပါဘူးတောက်လျှောက်သွားပြီးနောက်ဆုံးမှကြာမှ jingle လေးပေါ့နှစ်ပါးလောက်နဲ့သွားတယ်ပေါ့နော်ဥပမာပဲပြောရမယ်ဆိုလို့ရှိရင်ကြော်ညာတွေမှာတချင်းကလိုအပ်ပါတယ်အထူးဖြင့်